Okay အားလုံးပဲမင်္ဂလာပါကျွန်တော်တို့မုံမြင့်အခြေခံအင်္ဂလိပ်စာနေတော့ကျွန်တော်ဒီနေ့helping verb ဒီအကြောင်းကိုဆွေးနွေးမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ grammar စာအုပ်တော်တော်များများမှာတော့ helping verb ဒါမှမဟုတ်ရင် auxiliary verb ဆိုပြီးတော့ဖော်ပြလေးရှိကြပါတယ်ဒီတော့ကျွန်တော်စကားကြီးအနေနဲ့ပြင်ခန့်နေတာကဒီ helping verb ဒီ auxiliary verb တွေဟာเนาะဘယ်လိုကဏ္ဍတွေမှာတော်တော်ကြီးရေးပါလဲဆိုတော့ကျောင်းသူတွေရဲ့ stylistic transformation တွေဖန်တီးကြတဲ့အခါမှာnegative sentence တွေနော် positive sentence တွေ question forming နော်ဒါတွေကိုအပြည့်အစုံလှည့်ကြပြပြတဲ့အခါမှာနော်အဲ့ဒီ helping verb တွေကတော်တော်ကိုမှအရေးပါပါတယ်ဆိုတော့ helping verb တွေကတိတ်အများကြီးမဟုတ်ပါဘူးဆိုတော့အုပ်စုအနေနဲ့၄စုရှိပြီးတော့ကျွန်တော်တို့အုပ်စု၄စုပေါင်းမှအလုံး20လောက်ပဲတော်တော်လေးအသုံးများတဲ့အလုံး20လောက်ပဲရှိပါတယ်အဲ့တော့အဲ့ဒါလေးကိုကျွန်တော်တို့စပြီးတော့လေ့လာကြည့်အောင်နော်ဆိုတော့ verb clear verb များကို helping verb နဲ့ main verb ဆိုပြီးတော့နှစ်မျိုးခွဲခြားနိုင်ပါတယ်ဟုတ်ပြီကျွန်တော်တို့အခုသွားမှာက helping verb ကောင်းစရာကနေလေ့လာမှာဖြစ်ပါတယ် helping verb ကိုမြန်မာလိုတော့အကူကရိယာလို့လားအဓိပ္ပာယ်ဖွင့်ဆိုလို့ရနိုင်ပါတယ်အဲ့တော့ helping verb ကိုအုပ်စု၄စုခွဲခြားပြီးလေ့လာကြပါမယ်နံပါတ်1 verb to be ရှိဖြစ်ကရိယာနံပါတ်2 verb to have မရှိကရိယာနံပါတ်3 verb to do ပြုလုပ်ကရိယာနဲ့နံပါတ်4 modal verb စိတ်မူရပြကရိယာဆိုပြီးတော့ကျွန်တော်တို့လေ့လာကြမှာဖြစ်ပါတယ်ဆိုတော့ပထမဦးဆုံးကျွန်တော်ဒီကhelping verb chat လေးကိုကြည့်အောင် verb to be အုပ်စုမှာဘာတွေပါမလဲ verb to have verb to do modal verb ဟုတ်ပြီဆိုတော့ verb to be နဲ့တန်းတန်းကိုဆရာတို့ကြည့်လိုက်မယ်verb to be နဲ့တန်းတန်းမှာ present form နေနဲ့ MSR ဆိုပြီးတော့သုံးလုံးကိုတွေ့ရမှာဖြစ်တယ် plus form နေနဲ့ကတော့ was were ဆိုပြီးတော့နှလုံးနေကြမယ်ဆိုတော့ present ရော past ရောပေါင်းလိုက်သူကအားလုံးပေါင်း5လုံးပေါ့နော်ဆိုတော့ present form မှာ am is are plus form မှာတော့ was were verb to have မှာတော့ present form မှာ has have နှလုံးမယ် plus form မှာတော့ had လုံးမယ်လို့လုပ်ပါမယ် verb to do အုပ်စုမှာဆိုရင် does do နှလုံးက present form နဲ့လုံးလုံးမှာဖြစ်ပြီးတော့ genitive ကတော့ past form နဲ့လုံးလုံးမှာဖြစ်ပါတယ်အဲ့တော့ modal verb အုပ်စုမှာဆိုရင် will would share should can could may might must ဆိုပြီးတော့ကိုလုံးပါမှာဖြစ်ပါတယ်ဆိုတော့အုပ်စု၄စုလုံးကိုကျွန်တော်တို့ခြုံပြီးတော့ပေါင်းကြည့်လိုက်မယ်ဆိုရင် verb to be မှာက5လုံး verb to have မှာ3လုံး verb to do မှာက3လုံး modal verb မှာက9လုံးအားလုံးပေါင်းအလုံး20ရှိပါတယ်အဲ့ဒီအလုံး20ကိုသူတို့ရဲ့အလုံးလုံးပုံလေးကိုတေချာကနာတည်ထားမယ်ဆိုရင်လေ့လာသူများအနေနဲ့အငင်းတော့ထည့်ချင်းဖြုတ်ချင်းပြဿနာ subject နဲ့ verb ဟုတ်လား key ညီအောင်လုပ်ချင်းဆိုတဲ့ခန္ဓာတွေမှာတော်တော်ကြီးကိုမှဟုတ်လားအဆင်ပြေလွယ်ကူသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ပထမဦးဆုံးဟုတ်လား verb to be အုပ်စုမှာပါတဲ့ဟုတ်လား MSR was were ရဲ့အလုံးလုံးပုံကိုကျွန်တော်တို့ကြည့်ကြရအောင်ဆိုတော့ကျွန်တော်ဒီနောက်မှာတစ်ခုပြောချင်တာကလိလာသူများအနေနဲ့အခုဒီနေ့သွားခဲ့တဲ့သင်ခန်းစာမှာပါတယ်ဟုတ်လားhelping verb ကောင်းတဲ့အောက်ကအုပ်စု၄စုကိုလည်းအလွတ်ကျင့်မှတ်ထားသေးခြင်းပါတယ်အခုဆက်သွားမယ် verb to be ရဲ့ဟုတ်လားအုပ်စုမှာပါတယ် MSR was were တို့ရဲ့အလုံးလုံးပုံကိုလည်းလိုအပ်တဲ့နေရာမှာဟုတ်လားအလွတ်ကျင့်မှတ်ထားသေးခြင်းပါတယ်စာရအောင် verb to be ရဲ့အလုံးလုံးပုံကိုသွားဆိုတော့ subject နဲ့ verb to be တွဲခြင်းဟုတ်ပြီ subject တွေနဲ့ verb to be တွေနဲ့ဘယ်လိုဟုတ်လားမှန်ကန်အောင်တွဲဆက်ကြမလဲကြည့်မယ် subject အောင်မှာဆိုရင်ကျွန်တော် I တလုံးပဲပေးထားတယ် verb to be မှာ verb 1ရော verb 2ရော present form ရော past form ပေးထားတယ်ဆိုတော့ verb to be ရဲ့ verb 1 3လုံးရှိခဲ့တယ်ရှိမှတွေ့ခဲ့တယ် am is အဲ့3လုံးတွေက I ဒီ am နဲ့တွေ့ပါတယ် I am အဲ့လိုပဲတွေ့မယ် verb to be ရဲ့ verb 2နှလုံးထဲမှာဆိုရင် I နဲ့တွေ့တဲ့ကောင်လေးက was ဖြစ်ပါတယ် I was အဲ့လိုရမှာဖြစ်ပါတယ်နောက်တစ်ခုသွားရအောင် subject ထဲမှာ he she it ပြီးတော့တခုရင်းနေတယ်ဒီကောင်လေးကတော့ verb to be ရဲ့ verb 1 3လုံးတွေက I exist ဆိုတဲ့တခုရင်းတရံနဲ့တွဲမှာဖြစ်တယ် verb to be ရဲ့ verb 2ထဲမှာဆိုရင်လည်း was ဆိုတဲ့တခုရင်းတရံနဲ့တွဲမှာဖြစ်ပါတယ်ဆိုတော့ he is she is it is တခုရင်းနဲ့ is he was she was it was တခုရင်း was လို့တွဲရမှာဖြစ်ပါတယ်နောက်တစ်ခုတွဲအောင်နောက်ဆုံးတစ်စုနောက်ဆုံးအုပ်စုမှာတော့
we you they ဆိုတဲ့ pronoun subject တွေနဲ့အများကြီးနာမည်အဲ့ဒီကောင်တွေနဲ့တွေ့မှာကတော့ verb to be ရဲ့ဘာဝမှာ er verb to be ရဲ့ verb to မှာ we were ဒါတွေတွေ့မှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ are were ကိုသူကအများကြီးတရားနေတတ်မှတ်တာဖြစ်ပါတယ်ဒါကြောင့်မလို့ we were you were they were အများကြီးနာမည်နဲ့ were အဲ့လိုပဲ we are you are they are အများကြီးအဲ့လိုတွေ့ရမှာဖြစ်ပါတယ်ဆိုတော့ဒီနားမှာဆိုရင်ဟုတ်လားလိလာသူများအနေနဲ့ဘယ်လို subject တွေဟာ verb to be ရဲ့ဟုတ်လား verb 1တွေကဘယ်အမျိုးအစားနဲ့တွဲမယ် verb 2တွေကဘယ်အမျိုးအစားနဲ့တွဲမယ်ဆိုတာကိုဟုတ်လားသိပြီလို့ယူဆပါတယ်နောက်တစ်ခုတွားရအောင်ဒီမှာဥပမာလေးနဲ့ကျွန်တော်လေ့လာကြည့်မယ် number 1 I am happy I နဲ့ am နဲ့တွဲတယ်သူနဲ့တဲ့ကိုကြည့်လိုက်ပါ plus 1 I was happy I was လို့ထားတာပြရမယ် number 2 he is singing he was singing number 3 she is dancing she was dancing number 4 it is a book it was a book number 5 Coco is a student Coco was a student number 6 we are friends we were friends number 7 you are beautiful you were beautiful number 8 they are watching TV they were watching TV number 9 people are meeting people were meeting okay ဒါလေးတွေက subject နဲ့ verb တွဲဆက်ပုံလေးကိုနမူနာပေးထားတာဖြစ်ပါတယ်ဟုတ်ပြီဒီက verb to be ဒီဖြစ်တဲ့ am is or was ဝါတွေနဲ့ကျွန်တော်တို့ positive statement negative statement question form တွေကိုဘယ်လိုဖန်တီးကြမလဲကြည့်ကြရအောင် verb to be အောက်ပိုင်းမှာ am is or was ဝါကိုအစနဲ့ပြီးထားပါတယ်ဒုတိယတိုင်းမှာ positive statement ကိုတွေ့ရမယ်ဆိုတော့ positive style အောက်ကိုကြည့်လိုက်ပါ I am subject is subject are subject was subject were ဒီမှာဆက်ပြောချင်တာကတော့ subject နေရာတွေမှာကတော့ဟုတ်လား is are was ဝါနဲ့တွေ့တယ်ဟုတ်လားဆိုဇေယျမှာပါခဲ့တယ်เนาะ subject တွေပေါ့เนาะတကူင်း subject တွေက is to was နဲ့တွဲမယ်အများကြီး subject တွေက are နဲ့တွဲမယ်ဆိုတော့ negative style လေးကိုကြည့်အောင် negative statement နဲ့ positive statement ကိုရှင်းကြည့်ပါ negative statement မှာဘာလေးပို့လာတယ်လဲ not ပို့လာပါပြီသူပို့လာတဲ့ point ပဲနားမှာလဲ verb to be ရဲ့အနောက်ဒီမှာတွေ့ရမယ် I am not subject is not subject are not subject was not subject were not ဒါဆိုရင်ဖြစ်ပါတယ်ရှိပါတယ်ဆိုတဲ့အဓိပ္ပာယ်နေမှာမဖြစ်တော့ဘူးမရှိတော့ဘူးဆိုတဲ့အဓိပ္ပာယ်တွေထွက်သွားမယ် question style လေးကိုကြည့်လိုက်မယ်ကျွန်တော်ဒီနေရာမှာပြောချင်တာကတော့ question form လေးကို post-it နဲ့ရှင်းပြီးတော့ကြည့်ပေးပါအဲ့တော့ post-it style မှာ I am ဆိုတဲ့အနေထားလေးအနေမှာ question မှာ am I ဆိုမှဖြစ်သွားတယ်ဆိုတော့ subject နဲ့ verb to be နဲ့နေရာလေးချင်းလိုက်ရုံနဲ့ question form ဖြစ်သွားပါတယ်ဆိုတော့ subject is subject subject are subject subject was subject subject were subject ဒီမှာကျွန်တော်ပြီးထားတဲ့ question ပုံစံလေးက post-it ဆန်ကောင်းဆန်နိုင်ပါတယ် negative ဆိုရင်အတိုင်းပါပဲ negative question တွေလည်းအတိုင်းလုပ်လို့ရမှာပဲရှင်းဆုံးမရှိတဲ့ subject နဲ့သူ့နောက်မှာလိုက်တဲ့ verb to be နဲ့ position ချင်းလိုက်ရင်ဒါကဟုတ်လား negative question ဖြစ်သွားပါမယ်ဆိုတော့ negative statement လေးကိုကိုယ့်ဘာသာကိုဖန်တီးကြည့်လိုက်ပါ negative statement ရဲ့ negative question form လေးပေါ့နော်ဆိုတော့ I am no question ဖန်တီးရင် am I not subject is not is subject not subject are not are subject not subject was not was subject not subject were not was subject not ဆိုမှဟုတ်လား question negative question ပုံစံလေးရလာမှာဖြစ်ပါတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ note လေးတစ်ချက်ကြည့်အောင် verb to be ပါသောဝကြကိုအငြင်းဝကြလုပ်လို့လေ verb to be နောက်မှာ not ထည့်ပေးပါလာမည်ကွန်းဖြစ်လို့လေ verb to be ကို subject အရှိဝကြအရှိဆုံးလို့ပို့အဆုံးမှာ question mark ချလိုက်ပါဆောစောချက်ကိုချက်မှာပါသွားပြီးပါပြီလောက်အရင်ဒီ note လေးကိုလည်းချက်မှတ်ထားပေးပါအချင်းကြီးကဖတ်မယ်ဆိုရင်တော့ဒါကဒါကြီးခက်ခဲတဲ့ဟုတ်လားပြဿနာတော့မဟုတ်ပါဘူး example လေးကြည့်အောင် example number 1 I am happy ကျွန်မငါပျော်တယ် positive ပုံစံလေးပါသူ့အောက်ကအကြောင်းကြည့်ပါ am not happy ကျွန်တော်မပျော်ဘူး negative style လေး am I happy ငါပျော်သလား question ပုံစံလေးတွေ့ရမယ်ဆိုတော့ဒီမှာ positive negative question ကိုလုပ်ပြသွားတာဖြစ်ပါတယ် number 2ချက်ကြည့်အောင် he is a driver သူကကားဆရာတယောက်ဖြစ်တယ် positive statement ပုံစံဖြစ်ပါတယ် he is not a driver သူကကားဆရာတယောက်မဟုတ်ဘူး is he a driver သူက driver တယောက်ဖြစ်ပါသလား positive negative question ကိုရေးပြသွားတာဖြစ်ပါတယ် number 3 they are walking
သူတို့လမ်းလျှောက်နေကြတယ် positive ပါ they are not walking သူတို့လမ်းလျှောက်နေကြတာမဟုတ်ဘူး negative statement ဖြစ်တယ် are they walking သူတို့လမ်းလျှောက်နေကြပါလား number 4ဒေါ်တောင်း was a nurse ဒေါ်တောင်းကသူဖြစ်ခဲ့တဲ့ဒေါ်တောင်း was not a nurse သူနောက်ဒေါ်တောင်းဟာသူနပြုတယောက်မဟုတ်ခဲ့ပါဘူး was ဒေါ်တောင်း a nurse ဒေါ်တောင်းဟာသူနပြုတယောက်ဟုတ်ခဲ့ပါသလားဖြစ်ခဲ့ပါသလား number 5 the workers were tired အလုပ်သမားတွေပင်ပန်းခဲ့ကြတယ် the workers were not tired အလုပ်သမားတွေမပင်ပန်းခဲ့ကြပါဘူး were the workers tired အလုပ်သမားတွေပင်ပန်းခဲ့ကြပါလားဒီမှာကျွန်တော်က style တစ်မျိုးဖြစ်တယ်ဆိုတော့ negative question style လေးကျွန်တော်ဥပမာနဲ့မှထည့်ပေးထားပါဘူးဆိုတော့ negative question style လေးကို number 1မှာဖန်တီးကြည့်ပါ negative sentence ကို negative question style ဖန်တီးလို့ရပါတယ် I am not happy ကို am I not happy ဆိုရင်ငါမပြောဘူးလားလို့ဒီပြထွက်လာမယ်အဲလိုပဲ number 2မှာ he is not a driver is he not a driver သူက driver တရားမဟုတ်ဘူးလားဆိုတော့ဒီပဲထွက်လာတယ် 3 4 5တရားလေအတိုင်းပါပဲဆိုတော့ဒီနောက်မှာကျွန်တော်တို့သတိထားမယ့်pointလေးကျွန်တော်ပြောချင်ပါတယ် verb to be ရဲ့အတချက်ကဝကြတစ်ကြောင်းမှာ verb to be ပါနေဖို့တော့လိုတယ်နော် negative လုပ်ခြင်းသူ့နောက်မှာ not တန်းထည့်လိုက်အောင်မယ် question တိဆောက်ခြင်း verb to be နဲ့ subject နဲ့ position ချင်းလိုက်အောင်မယ်ရှင်းနောက်နေရာချင်းလိုက်အောင်ပါပဲအဲ့လိုပဲ negative not ပါနေတဲ့ sentence ကို positive ပြောင်းခြင်းနဲ့ဆိုရင် no အတိုင်းလေးဖယ်လို့ထုတ်လိုက်အောင်ပါပဲဒါမှပြောင်းလဲသွားတာမရှိပါဘူးအဲ့ထဲမှာနောက်ဆုံးအနေနဲ့သတိထားမယ့် point ကျွန်တော်ပြောချင်ပါတယ်ဘယ်ဟာကိုပြောချင်လဲဆိုတော့ I subject I နဲ့ပတ်သက်ပြီးတော့နော်ဆိုတော့ verb to be ရဲ့အုပ်စုထဲမှာ verb to မှာ was နဲ့ was ကိုကျွန်တော်ရှင်းလာလေ့လာခဲ့တယ်အဲ့လို was ကတကူရင်အလုပ်ကိုလုပ်တယ် was ကအများကြီးလုပ်တယ်အဲ့တော့အင်္ဂလိပ်စာရဲ့ verb form တွေထဲမှာ verb form တွေထဲမှာ past tense form တွေပေါ့နော် verb to လို့ကျွန်တော်ခေါ်တယ် past tense form တွေထဲမှာကိန်းသဘောတရားအဖြစ်တတ်မှတ်ခြင်းခံနှလုံးပဲရှိတယ်အဲ့ဒါက verb to be ရဲ့ verb to တွေဖြစ်တဲ့ was နဲ့မှာဖြစ်ပါတယ်ဆိုလိုချင်တာကကြံတဲ့ဘယ် verb to မှာကိန်းသဘောတရားမရှိပါဘူးတခုကိန်းအများကြီးတော့မရှိတဲ့အတွက်ကြောင့်ဘယ် subject လာတွေ့လို့ရပါတယ်အဲ့တော့မှတ်ထားပေးပါ verb to be ရဲ့ verb to ဖြစ်တဲ့ was နဲ့ were အဲ့ဒီ verb to နှလုံးသားလေးအင်္ဂလိပ်စာမှာကိန်းသဘောတရားအနေအများရှိပါတယ် was ကတခုကိန်း were ကအများကြီးကြံတဲ့ဘယ် past tense form verb to မှာကိန်းသဘောတရားမရှိပါဘူးဒီကနေ့ကတော့ဒီလောက်ပါပဲနော်အားလုံးကိုယ်စိတ်နှပြချမ်းသာကြပါစေဗျာ